အခုရက်ပိုင်းကျွန်တော်ကို Messenger ထဲမှာလူအများစုလာပြောကြတဲ့အကြောင်းအရာတစ်ခုရှိပါတယ်ကျွန်တော်တို့ရွာကကျွန်တော်တို့ရပ်ကွက်ကကျွန်တော်တို့မြို့နယ်ကအုပ်ချုပ်ရေးမှူးတွေရွာလူကြီးတွေဘယ်လိုမျိုးစိုးဝါတောင်းကျမ်းနေပါတယ်အဲ့လိုလူတွေကိုရှင်းပေးစေချင်တယ်ပေါ့ကျွန်တော်တို့ကိုတအိမ်ကိုတဲ့တလကိုတချို့ရွာတွေက3000တချို့ရွာတွေက2000တချို့ရွာက9000တသိန်းထိတင်ပြီးတော့တောင်းကြတယ်တဲ့အဲ့ဒီလိုစစ်မှုထမ်းကြီးဆိုပြီးတော့လဲပေးရသေးတယ်စစ်မှုထမ်းစည်ရင်းတွေလည်းလာကောက်တယ်မဲတွေလည်းလာနှိုက်တယ်ပြီးတော့စစ်တပ်ကိုခေါ်လာပြီးတော့ပေါ်တာလဲမကြလာဆွဲနေတယ်တဲ့ကျွန်တော်တို့ရွာကရက်ကွက်ကမြို့ကအုပ်ချုပ်ရေးမှူးတွေကိုရှင်းပေးသိချင်တယ်ပေါ့အဲ့လိုလေးလာပြောကြတယ်အဲ့တော့သူတို့အကုန်လုံးကိုကျွန်တော်တစ်ခုပဲပြန်ပြောလိုက်တယ်ဒီစစ်အာဏာရှင်တွေတက်ဆိုးရှိလာရင်တနေ့တစ်ချိန်အဲ့ဒါလိုဖြစ်လာမယ်ဆိုတာကိုကျွန်တော်တို့အစကတည်းကဒီပေးထားပဲအဲ့ဒီကတည်းကအကုန်လုံးတက်ညီလက်ညီပါဝင်ခဲ့ရင်ဒီအခြေအနေကိုရောက်လာမှာမဟုတ်ဘူးလို့เนาะအဲ့ဒီအချိန်တုန်းကတော့ငါတို့ရှောင်ဖယ်နေရင်ငါတို့မသိသလိုနေရင်ငါတို့ဘာမှမလုပ်ရင်ဘာမှမဖြစ်ဘူးဆိုပြီးတော့နေတာလိုနေခဲ့ကြလို့ဒီအခြေအနေကိုရောက်လာတာပေါ့အဲ့ဒီတော့ဒီစိန်ခေါ်မှုအခက်ခဲကိုရင်ဆိုင်ဖို့ဆိုရင်အခုလဲနောက်မကြသေးပါဘူးပါဝင်လို့ရပါတယ်ကိုတက်နိုင်တဲ့အခန်းကဏ္ဍကနေပါဝင်ကြပါเนาะအဲ့တော့စစ်မှုထမ်းရမှာကြောက်ရင်ပေါ်တာအစွဲခံရမှာကြောက်ရင်တော်လှန်ရေးလုပ်ပေါ့เนาะတော်လှန်ရေးနယ်မြေကိုပြောင်းနေပေါ့ဒါပဲရှိတယ်လေဟုတ်တယ်မဟုတ်လားအဲ့တော့ဘလို့သူတို့ကဘာပြန်ပြောလဲဆိုတော့တော်လှန်ရေးလုပ်ရင်တဲ့ထိခိုက်မှာကြောက်တယ်ပေါ့တော်လှန်ရေးလုပ်လို့ထိခိုက်မှာကြောက်ရင်စစ်မှုထမ်းတဲ့ပါသွားရင်ရောအသက်ရှင်မဲ့ထင်လို့လားလို့ခွန်မပြန်ပြောလိုက်တယ်เนาะအဲ့တော့အခုကတော့အကုန်လုံးပူနေပြီအကုန်လုံးလောင်နေပြီအဲ့တော့ကျွန်တော်တို့မှာရွေးချယ်စရာနှစ်ခုပဲရှိတော့တယ်ပြက်သားရွေးချယ်စရာနှစ်ခုပဲရှိတော့တယ်ဘာလုပ်မလဲစစ်မှုထမ်းပြီးစစ်အာဏာရှင်မိသားစုအတွက်အသေးခံမလားတော်လှန်ရေးလုပ်ပြီးတိုင်းပြည်အတွက်လုပ်မလားဒီနှစ်ခုပဲရှိတော့တယ်မတက်နိုင်တော့ဘူးကျွန်တော်တို့ကြိုက်ဒီဖြစ်စေမကြိုက်ဒီဖြစ်စေရင်ဆိုင်ခြင်းဒီဖြစ်စေရင်မဆိုင်ခြင်းဒီဖြစ်စေကျွန်တော်တို့ကဒါကိုရင်ဆိုင်ရတော့မှာ